1H ဘက်မှာဘောလုံးလောင်းခြင်းလိုပဲဖြစ်ဖြစ်တခြားကစားနည်းမျိုးစုံကိုလောင်းခြင်းလိုပဲဖြစ်ဖြစ်မောင်းဘယ်လိုတွေးရမလဲဆိုတာကိုမသိသေးတဲ့သူတွေအတွက်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကအရင်ဆုံးမီနူကိုတွားလိုက်မယ်မီနူမှာရှိတဲ့ဒီ sport ပေါ့နော် sport ဆိုတော့တွားလိုက်မယ်ဒီမှာဆိုရင်သူက football ဘောလုံးပေါ့နော်အားကစားမျိုးစုံရှိတယ်ဒီမှာကိုကြိုက်တော့ရေးလို့ရပြီးရင်ဒီဘက်မှာ live ဆိုတာရှိတယ် live ကကြတော့အခုကစားနေအခုကန်နေတဲ့ဟာတွေပေါ့နော်အဲ့အရာတွေကိုပြောတာနောက်ပြီးလို့ရှိရင် e-sport ဆိုတာကတော့ကျွန်တော် mobile legend တို့ပြီးလို့ရှိရင် FIFA တို့ PEF တို့ Dota တို့အဲ့အရာတွေ game တွေပေါ့နော်အဲ့ e-sport game တွေကိုလောင်းနေဟာကိုပြောတာအခုကျွန်တော်ကပြောပြမယ်ပေါ့နော် sport ကိုသွားလိုက်မယ်ကျွန်တော်ကဘောလုံးလောင်းမှာဖြစ်တဲ့အတွက်ဘောလုံးလေးကိုသွားလိုက်မယ်ပြီးရင်ဒီမှာသူကလီပေါင်းစုံရှိရပေါ့နော်လီပေါင်းစုံဒီမှာဆိုလဲအင်္ဂလန်ဆိုလို့ရှိရင်အင်္ဂလန် League Cup တို့ပြီးရင် FA Cup Premier League အစုံရှိရ Championship တွေပေါ့နော်အဲဆိုရင်ဒီမှာ Premier League ကိုသွားလိုက်မယ်ဒီမှာသူကလီဗာပူးနဲ့ Everton နဲ့ပွဲဒါဆိုရင်21ရက်နေ့မှာသူကကန်မယ်လို့ပြောတယ်ပေါ့နော်အခုလက်ရှိဒီကတော့ကျွန်တော်အောက်တိုဘာလ14ရက်နေ့ပါအခုဒီက21ရက်ဆိုတော့ဒါကတော့မကန်သေးဘူးပေါ့နော်အဲ့တော့ကျွန်တော်ကဒီနေ့ပွဲတွေကိုဘယ်လိုကြည့်မလဲဆိုလို့ရှိရင်ကျွန်တော်ဒီမှာ sport ထဲသွားပြီးဆိုရင်ဒီဘေးလေးဟာလေးပေါ့နော်ဓမီလိုပုံစံမျိုးလေးရှိတယ်အဲ့လေးကိုသွားလိုက်မယ်ပြီးရင်ဒီမှာကဘာလဲဆိုရင်သူကတော့အချိန်ကိုစစ်ထုတ်တာပေါ့နော်ဥပမာကိုက12နာရီကိုရွေးမယ်ဆိုလို့ရှိရင်ဒါကနောက်လာမယ့်12နာရီအတွင်းမှာကန်မယ်ပွဲစဉ်တွေကိုပြမှာအခုကျွန်တော်24နာရီရွေးမယ်ဆိုရင်လာမယ့်24နာရီပေါ့နော်24နာရီမနက်ဖြန်အထိပေါ့နော်မနက်ဖြန်ဒီအချိန်အထိကန်မယ်ပွဲစဉ်တွေကိုပြမှာအဲ့ဆိုရင်ကျွန်တော်12နာရီလောက်ပဲရွေးလိုက်မယ်မနက်ဖြန်မနက်ခင်းပွဲလောက်ထိပဲပေါ့နော်12နာရီကိုရွေးလိုက်မယ်အဲ့တော့ဒီမှာဘာပွဲရှိမလဲဆိုရင်အင်္ဂလန်ဆိုရင် FA Cup တဲ့ဒါကတော့ FA Cup တွေပေါ့နော်ဒါရှိမယ်ပြီးရင်ဒီမှာ League 1နေပေါ့နော်ဒါတွေရှိမယ်ဒီမှာပေါ့နော် Friendly National Team ဆိုတာရှိမယ်အဲ့တော့ကျွန်တော်ဒီမှာ USA ပေါ့နော် USA နဲ့ Germany ပွဲကိုပြောမယ်ဒီမှာဆိုရင်သူက W1 ရဲ့ W2 ရဲ့ H ရဲ့ဆိုတဲ့အကြောင်းပြပြမယ် W1 ဆိုတာကသူကအိမ်ဝင်းကိုပြောတာအိမ်ဝင်းဆိုတော့ USA ပေါ့နော် USA အိမ်ဝင်းကနိုင်မယ်အနိုင်ရရမယ်တည်လည်းမကြရဘူးဂျာမနီလည်းမနိုင်ရဘူး USA တသင်းတွေကိုအနိုင်ရရမယ်ဆိုရင် W1 ကိုလောင်းရရင်ပေါ့နော် W1 ကိုလောင်းလို့ရှိရင် USA နိုင်လို့ရှိရင်သူက 3.9 စ 3.9 ဆိုတာကဥပမာကိုက1000လောင်းမယ်ဆိုရင်3900ရမယ်ပေါ့နော်ဒီ H ဆိုတာကြောင့်ဒေါကိုပြောတာဒီပွဲကဒေါကြမယ်ဆိုလို့ရှိရင်4စားရမယ်ပြီးလို့ရှိရင် W2 ဆိုတာတော့ဂျာမနီပေါ့နော်ဂျာမနီနိုင်မယ်ဆိုရင်ကိုက 1.83 စားပဲရမယ်သူကတော့အသင်းကြီးတွေကိုစားရော့တာပေါ့နော်အဲ့တော့ 1.83 ဆိုတော့ကိုက1000လောင်းမယ်ဆိုလို့ရှိရင်1800လောက်ပဲပြင်ရမယ်ပေါ့နော်အဲ့အမြတ်က800လောက်ပဲရမယ်ပေါ့နောက်တစ်ခုကဘာလဲဆိုရင်ဒါပဲချန့်ဆိုတာကျတော့ 1H တွေ 12တွေ 2H တွေရှိမယ် 1H ဆိုတာစောစောကျွန်တော်ပြောတယ်1ဆိုတာကကျတော့အိမ်ဝင်းပေါ့နော်အိမ်ဝင်းဆို USA 8ဆိုတာကကျတော့ဒေါ်အဲ့တော့ 1H ကိုလောင်းမယ်ဆိုရင်ကျွန်တော်တို့ USA 99ပေါ့နော် USA 99တည်ရကြဂျာမနီမနိုင်ရဘူးပေါ့နော်အနိုင်နဲ့တည်ရ USA အနိုင်နဲ့တည်ရဆိုလို့ရှိရင်ဒီ2ဆိုတဲ့နှစ်ဆပေါ့နော် 1H ကိုလောင်းတဲ့ဟာရမယ်1000လောင်းရင်2000ပေါ့နော်နှစ်ဆရမယ်ပြီးလို့ရှိရင်12ဆိုတာကကြတော့သူက USA လဲ USA 99 Germany 99ပေါ့နော်ဒါပေမဲ့ဒေါတော့မကြရဘူးဒေါကြရင်တော့မရဘူးပေါ့နော်ဒီ12ဆိုတာ 2H ဆိုတာကကြတော့ဂျာမနီရဲ့ပြီးလို့ရှိရင်နောက်တစ်ခုကကြတော့ဒေါရဲ့ပေါ့နော်ဂျာမနီဒေါဆိုလို့ရှိရင်သူက 2H ရမယ်ပေါ့နော်နောက်တစ်ခုကဘာလဲဆိုရင် voting to score ပေါ့နော် voting to score ဆိုတာကျတော့နှစ်သင်းသလုံးဂိုးရတာကိုပြောတာပေါ့နော် yes ကိုလောင်းမယ်ဆိုရင်နှစ်သင်းသလုံးတစ်ဖက်စီဂိုးရရမယ်ပေါ့နော်အဲဆိုလို့ရှိရင်yes ကိုလောင်းမယ်ဆိုရင်နှစ်ဖက်စလုံးဂိုးရမယ်ဆိုရင်1000လောင်းရင်1500ရမယ်ပေါ့နော် no ဆိုတာကျတော့နှစ်ဖက်စလုံးဂိုးမရဘူးပြောချင်တာနှစ်ဖက်စလုံးဂိုးမရခဲ့ဘူးတစ်သင်းပဲဂိုးရခဲ့မယ်ဆိုရင်ဒီ no လောင်းမယ်ဆိုရင်ရမယ်ပေါ့နော်အောက်က eating to score 2 or more ဆိုတာကြသူကနှလုံးစီပေါ့နော်နှလုံးစီသွင်းမယ်ဆိုလို့ရှိရင်ထိုးဘက်ရောနှလုံးဒီဘက်ရောနှလုံးဥပမာ2တော့3 2တော့4 2တော့အဲ့ဆိုရင်ရရပေါ့နော်တေချာဘောက်ကတော့တစ်ဖက်ကိုနှလုံးစီသွင်းရမယ်ပေါ့နော်အဲ့ဆိုလို့ရှိရင် yes ကိုလောင်းမယ်ဆိုရင် 3.6 ပေါ့နော် 3.6 1000လောင်းရင်3600ရမယ်နောက်တစ်ခုက no ဆိုတာကြတော့ဥပမာ21နဲ့ပြီးသွားရင်ပဲဖြစ်ဖြစ်2 နဲ့ပြီးသွားရင်တစ်ဖက်ကနှလုံးရှုလို့ရတယ်ဒါပေမဲ့နှစ်ဖက်စလုံးနှလုံးမရှုဘူးဆိုလို့ရှိရင်ပေါ့နော်နှစ်ဖက်စလုံးကတသင်းကနှလုံးမရှုခဲ့ဘူးဆိုရင်ဒီ no ကိုလောင်းမယ်ဆိုရင်ရမယ်ပေါ့နော်နောက်တစ်ခုက total ဆိုတာကြောင့်ဂိုးဘော့ကိုပြောတာပေါ့နော်သူက over 0.5ဆိုလို့ရှိရင်တရေရှုံးတော့မဟုတ်ဘူးသူက
ကိုက over 0.5 ဒါ total ဖြစ်တဲ့အတွက် 0.5 ဆိုတော့တစ်လုံးရှုလို့ရှိရင် over 0.5 လောင်းရင်တော့ရပြီပေါ့နော်တစ်လုံးရှုရင်ရပြီအဲ့ရော0တော့မဖြစ်အောင်ပေါ့ over 0.5 လောင်းလို့ရှိရင်အဲ့တော့ over 0.5 ဆိုတာကကျတော့သူက1000လောင်းမယ်ဆိုမှသူက100လောက်ပဲပြင်ရမယ်ပေါ့နော်အဲ့မှာ 1.01 100တော့မရအောင်10လောက်ပဲပြင်ရမယ်ပေါ့နော်အဲ့တော့ over 1ဆိုတာကျတော့သူကတစ်တရေပေါ့နော်တစ်တရေဆိုတော့တစ်လုံးရှုလို့ရှိရင်ပြန်ကွာပဲရှိအောင်မယ်ပေါ့နော်တစ်လုံးရှုရင် reference ပြန်ဖြစ်မယ်ပေါ့နော်နှလုံးရှုရင်တော့အပြတ်တက်ရမယ်ပေါ့နော်နောက်တစ်ခုက 1.5 ဆိုတာကျတော့တစ်လုံးအရှုံးဒါကိုပေါင်းကြီးပေါ့နော်1.5ဆိုတာတစ်လုံးအရှုံးပြီးလို့ရှိရင်2ဆိုတာကျတော့စောစောပြောသလိုပဲနှလုံးတရေပေါ့နော်2.5 ဆိုလို့ရှိရင်နှလုံးအရှုံး3ဆိုရင်3လုံးတရေ3.5 ဆိုလို့ရှိရင်3လုံးအရှုံး4ဆိုလို့ရှိရင်4လုံးတရေပေါ့နော်အဲ့လိုရှိမယ်နောက်တစ်ခုက ASEAN total ASEAN total ကကြတော့သူကover 1.25 ရှိမယ် over 1.25 ဆိုတာဘာလဲဆိုလို့ရှိရင်တစ်လုံးရှုလို့ရှိရင်သူက90ရှုံးမယ်ပေါ့နော်90ရှုံးမယ်တစ်လုံးရှုရင်90ရှုံးမယ် over 1.75 ဆိုတာကြတော့နှလုံးရှုရင်သူက90နိုင်မယ်ပြောတာပေါ့နော်2.25 ဆိုလို့ရှိရင်သူကနှလုံးရှုရင်စောစောလိုပဲ 1.25 လို့နှလုံးရှုရင်90ရှုံးမယ်နောက်တစ်ခါ2.75 ဆိုရင်ခုနက 1.75 လို့ပဲ3လုံးရှုရင်သူက90ရမယ်ပေါ့နော်2.75 က3လုံးရှုရင်90ရမယ်ရှာမယ်ပေါ့နော်နောက်တစ်ခါ handicap ဆိုတာမြန်မာပေါက်ကြီးလိုပဲပေါ့နော်သူကဘယ်လိုရှိမလဲဆိုရင်အရင်ဆုံးအရှိမှရှိတယ်သူက1နေပေါ့နော်1နေရဟိုဘက်မှာကျ2ရှိမယ်1ဆိုတာကျတော့အိမ်ခွင်းကိုပြောတာ2ဆိုတာကျတော့အဝေးခွင်းကိုပြောတာပေါ့နော်နောက်ကခွင်းနေနဲ့ကျတော့ဘာလဲဆိုရင်စောစောပြောတယ်2ဆိုလို့ရှိရင်နှလုံးတရေလို့ပြောရလေနှလုံးတရေဆိုတော့ဒီ1ကအိမ်မှာ -2 ဆိုတာကျတော့1ဒီအိမ်ခွင်းကနေပြီးတော့နှလုံးတရေဆိုတဲ့ပေါက်ကြီးကိုပေးတာပေါ့နော်နှလုံးတရေဆိုတဲ့ပေါက်ကြီးပေးဟိုဘက်က2ဆိုတာကျတော့ तू ကအိမ်မှာနှလုံးတရေကို तू ကအဝေးပုံစံမျိုးချတာပေါ့နော်ဂျာမနီကနေပြီးတော့ပေးတာကတော့ USA ကပေးတာကိုကဂျာမနီကချတဲ့ပုံစံမျိုးပေါ့နော်နောက်တစ်ခုကကျတော့ -1.5 ဆိုတာကျတော့ तू အိမ်ခွင်းက1အိမ်ခွင်းက USA က1.5 -1.5 ဖြစ်တဲ့အတွက်အိမ် USA က तू ကတက်လုံးအရှုံးပေးထားတာပေါ့နော်နောက်တစ်ခုကကျတော့ -1 ဆိုလို့ရှိရင် USA ကတလုံးတရေပေါ့နော်တလုံးတရေပေါက်ကြီးကိုပေးတာသူတို့ရကြတော့စာများမယ်ပေါ့နော်ပြီးလို့ရှိရင်0ဆိုတာထဲပဲပေါ့နော်အဲဒီတရေကြရင်ပြန်သွားပဲသူ့ဟာကိုယူကိုဟာကိုပြန်ယူအဲ့လိုမျိုးပဲပေါ့နော်နောက်တစ်ခုက1ဆိုလို့ရှိရင်သူကကြတော့တလုံးဆိုတာကကိုကတစ်တရေပေါ့နော်တစ်တရေကိုကတစ်ဖက်သင်းကတစ်တရေပေးတာကိုကရမှာပေါ့နော်တစ်ဖက်သင်းကိုတစ်တရေပေးခိုင်းပြီးတော့ကိုကအောက်ကြီးထိုင်တဲ့ပုံစံမျိုးပေါ့နော်တစ်ဆိုတာကြတော့ခုနကအတိုင်းပဲ 1.5 ဆိုတာလည်းအဲ့လိုမျိုးပဲတလုံးရှုံးဆိုတော့ तू ကတလုံးရှုံးဆိုတော့ तू ကတစ်ဖက်အသင်းကိုကိုကတလုံးရှုံးဆိုပြီးတော့ပေါက်ကြီးကိုကိုကအောက်ကြီးထိုင်လိုက်တဲ့ပုံစံမျိုးပဲပေါ့နော်နောက်တစ်ခုအာဆီယံဟန်ဒီကပ်ကလည်းအဲ့လိုမျိုးပါပဲစောစော 0.75 တွေ 0.25 တွေရှင်းပြပေးသလိုပဲပေါ့နော်အဲ့ဆိုရင်လောဆယ်တော့ဒီပုံစံလေးပဲကျွန်တော်ရှင်းပြမယ်ပေါ့နော်ဒီဟာလေးကိုနားလည်ပြီဆိုရင်တော့ကိုကမြန်မာကြီးဖြစ်ဖြစ်ဘာကြီးဖြစ်ဖြစ်လောင်းနိုင်ပြီပေါ့နော်အဲ့တော့ကျွန်တော်ကမောင်းကိုဘယ်လိုလောင်းရမလဲဆိုလို့ရှိရင်ဥပမာကိုက USA ကိုလောင်းခြင်းလို့ပဲဖြစ်ဖြစ်ပေါ့နော်ဂျာမနီကိုလောင်းရဖြစ်ဖြစ် W1 W2 ကျွန်တော်ကအရင်ဆုံးဂျာမနီလောင်းမှာဆိုတဲ့အတွက် W2 ကိုရွေးလိုက်မယ်ထိလိုက်မယ်ပေါ့နော်ပြီးရင်ဒီမှာ add to basket ဆိုတာရှိadd to basket ကိုကနှိပ်လိုက်မယ်နှိပ်လိုက်ပြီဆိုလို့ရှိရင်ဒါကဒီမှာ basket မှာ1ဆိုတာရှိသွားပြီဒါဆိုရင် तू ကမောင်းတွဲလိုက်ပြီပေါ့နော်ဒီမှာတပွဲတွဲလိုက်ပြီနောက်ထပ်ကျွန်တော်ထပ်ရွေးလိုက်မယ်ဆိုတော့ကျွန်တော် menu ကိုသွားရတယ်ပေါ့နော် menu ကနေပြီးတော့ကျွန်တော်နောက်ထပ်တပွဲကဘာရှိမလဲဆိုရင် Ivory Coast ကိုကျွန်တော်ရွေးလိုက်မယ် W1 ပေါ့နော်အပြင်နောက်တစ်ခုကကျတော့အပေါ်ဟာပေါ့နော်အပေါ်ဟာကိုကျတော့ကျွန်တော်ကတစ်ခုခုကိုဂိုးပေါင်းကြီးဖြစ်ကျွန်တော်လောင်းလိုက်မယ်ဒီဂိုးပေါင်းover 2.5 လောက်လောင်းလိုက်မယ်ဒါဆိုရင်ဒီနေရာမှာဖိနေထားလို့ရရနော်ပြီးလို့ရှိရင်အဲ့လိုမှမဟုတ်ပဲဒီခုနကပြောတော့ဒီမှာ add to basket နဲ့လောင်းလို့ရတယ်ဖိနေထားရင်လည်းရဒါဆိုရင်ကျွန်တော်အခု3ပွဲယူလိုက်တယ်3ပွဲယူလိုက်တယ်ဆိုရင်ဒီမှာ3ဝဲပေါင်းရဲ့သူကဇားကဒီမှာ8ဆဖြစ်သွားပြီပေါ့နော်8ဆဖြစ်သွားပြီဆိုရင်ကိုက1000လောင်းမယ်ဆိုလို့ရှိရင်8000ရမယ်ပေါ့နော်1000လောင်းမယ်ဆိုရင်8000ရမယ်ပေါ့နော်ဒါကြီးအပြတ်နိုင်လို့ရှိရင်ပေါ့နော်သူကကောင်းတာကဘာလဲဆိုရင်ကျွန်တော်တို့150နဲ့လောင်းလို့ရတယ်ပေါ့နော်အနည်းဆုံး150လောင်းနဲ့စလောင်းလို့ရတယ်ပြီးရင်ဒီဟောပေါ့နော် basket ကိုလည်းကိုကပွဲပေါင်း50လောက်ထိရွေးလို့ရတယ်ပေါ့နော်ကျွန်တော်ရေးပြမယ် menu မှာကျွန်တော်တခြားပွဲရလောင်းကြည့်လိုက်မယ်ပေါ့နော်ဥပမာ FA card တွေပေါ့နော် FA card တွေဆိုလဲကျွန်တော်ဒီမှာဇာများတွေရောနဲရတွေရောပေါ့နော်ဒါတွေကိုကျွန်တော်ရွေးပြီးတော့လောင်းပေးမယ်
ဒီမှာကျွန်တော်လောလောဆယ်ကျွန်တော်8ဆပဲပေါ့နော်8ဆလာဖြစ်နေကျွန်တော်10ပွဲပဲလောင်းလိုက်တယ်10ပွဲလောင်းလိုက်တော့ဇာ1900ကျော်ဖြစ်သွားတယ်အဲ့1900ကျော်ကိုကျွန်တော်ဒီမှာ150လောင်းလိုက်တယ်ဆိုရင်2သိန်းကျော်ရမယ်ပေါ့နော်ဒီမှာကောင်းတာဗာလဲဆိုရင်အဲ့လိုမျိုးပဲကြိုက်တဲ့လောက်ပေါ့နော် range ဘက်မှာကောင်းတာကြိုက်တဲ့လောက်မောင်းနေတွဲလို့ရတယ်ပွဲ90လောက်တွဲလို့ရတယ်ပြီးရင်150လောက်ကစလောင်းလို့ရဆိုတော့ဒီဟာကောင်းတယ်ပေါ့နော်အဲ့ဆိုရင်ကျွန်တော်ဒါကမောင်းလောင်းနီးနဲ့ပေါက်ကြီးတွေအကြောင်းရှင်းပြပေးသွားတာပါအဲ့ဆိုရင်ကျွန်တော်ဒီနေ့တော့ဒီလောက်ပါပဲ